Okay ဆိုရင်မဖွင့်လိုက်မယ်မယ် Okay Okay ဒီမှာတော့ဒီမှာဒါဖွင့်တာဒါပိတ်တာဒါဘာမဟုတ်ခေါ်လိုက်ပါခေါ်တော့ပါဘူးရပါဒီမှာဒါ brake ဒါ lever ဆိုတာဒါနင်းလိုက်ကားထွက်တယ်ဒါ brake က brake ဒီမှာဒါ hand brake မောင်းပြီးသွားလို့ရှိရင်အမ parking တွေရက်ထားလို့ရှိရင်ဗျာ brake အဲ့ဒါပွင့်သွားဒါပဲအဲ့ဒါပွင့်သွားaircon ကကြဒီမှာဒီဘက်က aircon 1အဲ့မှာ aircon ဒီရလေးနှိပ်ဒါလေးနှိပ်အဲ့ဒါဆိုရင်ဒါလေအေးထွက်အဲ့လေထွက်လာဒါ aircon ဖွင့်တာဒါ aircon ပိတ်တယ် radio ကဘယ်မှာပါလဲဟောဒီမှာ move ဆိုတာ move နှိပ်အဲ့မှာ radio ချင်းထားနေလားမသိဒါနဲ့ဒီမှာ 87.9နော်မိခင်ကြီးအသက်7နှစ်အရွယ်လောင်းပိတ်ချင်းဘယ်လိုလဲမသိအဲ့ဒီအရွယ်လောင်းပိတ်ချင်းတောင်းနှိပ်လိုက်ပိတ်ပါဒီထင်တာပဲမပိတ်ဘူးဆရာတော်ဖရာကြီးဆိုတာရှိတယ်အလွန်တကူကြီးတယ်နော်အဲ့ဒီခေတ်ကဆိုရင်တာမန်လူတွေကဘလောက်မှုပဲနှိပ်လိုက်တယ်မှာ auxiliary ပြောင်းဝင်တော့နှိပ်ပါပိတ်သွားပြမှာ gear ကျတော့ drive ရယ် neutral ရယ် R ရယ် R ကျတော့နောက်ဆုတ်တာအခုက neutral နော်အဲ့ဒါ drive ဆိုရင်lever နင်းလိုက်တော့အရှိထွက်ပါပြီးရင် neutral ကိုထားထားရင်ဘယ်မှမတော့အဲ့ neutral ကျတော့ဘယ်လိုပြောမလဲမောင်းနေနဲ့အရှိန်တွေပါရလာလို့ရှိရင်အမှ drive မလုပ်ဘဲနဲ့ neutral လေးကိုအလယ်လေးကိုထားလိုက်ပြီးရင်သူအရှိန်လေးနဲ့သွားလိုက်အဲ့ဒါဆိုရင် battery ကုန်တာနှီးရဒါကြတော့ battery အဲ့ battery ဒါကြတော့ဟိုအမြန်ဥစ္စာတွေဒါကြတော့ဘာလဲမသိဟောဒါဘာလဲမသိဖို့လားအဲ့ဒါဖို့အဲ့ဒီမှာ86ကကြတော့အဲ့ဒါဟွာလေကီလိုမီတာဘယ်လောက်ကီလိုမီတာမောင်းပြီးလဲပါလဲအဲ့ဒါဘက်ထရီဖြည့်ရင်ဘက်ထရီအားသွင်းကြတော့ဒီမှာဒီဘက်မှာအစိမ့်လေးပေါ်လာလိမ့်မယ်ဘက်ထရီအားဖြည့်ရ signal အဲကြောင့်ဒီမှာ signal နှစ်ခုပြတာတက်သွားတာတို့ဘာလို့ဆိုရင်အဲ့လေးပြပြီးသွားအဲ့မို့ကားမောင်းတင်နေရတို့ဘာလို့ဆိုရင်အဲ့လေးလောက်ပြီးတော့ကားမောင်းတင်ပြီးရင်ဒီဘက်မှာဗာလေဒီဘက်ဒါလည်း signal အောက်ကိုချရင်ဒီဘက်အပေါ်တင်ညာဘက် okay ပြီးရင်မီးရကြတော့ဒီလိုလှည့်ရဒါဆိုရိုးမီးဒါဆိုမီးကြီးဒါဆိုမီးရိုးမီးပြန်ပိတ်လိုက်ဒါရပါရင်ဒီမှာမီးကြီးကိုအဲ့လိုမျိုးတခြားကောက်မီးကြီးပြချင်တယ်ဆိုရင် tree ဆိုတာမီးကြီးပြ wiper ဒါအပေါ်တစ်ချက်နော်အဲ့မှာအတကြီးပြန်တစ်ချက် wiper ပြီးမှဒါအမြန်ပေါ့ပိတ်သွားဒီမှာဒီလိုကိုအနောက်ကိုဒီလိုဆဲလိုက်လို့ရှိရင်အမဆက်ပြရေးလေးထွက်ဒါပဲဒီမှာဒါကြတော့ဟိုကပြောင်းတာ battery နဲ့ engine နဲ့ပြောင်းတာပေါ်တင်လိုက်ရင် engine ဖြစ်သွား engine ဆိုအဲ့လိုအတိုင်းထွက်ပြီးဖြစ်သွားအခုပြန်ချရင် battery အတိုင်းရတမျိုးပဲနော်ဒါတွေကကြတော့ဗမှန်နေဒါတော့တိပါဒါကကြတော့လောချတာဒီကလုတ်ကဒါကကြတော့မှန်ဟိုဘယ်လိုပြောလဲပိတ်တာပေါ့တခြားမှန်နေအဲ့လိုမျိုးကိုဘက်ကပဲဖွင့်လို့ရပါတခြား float တွေကတော့ဘာလဲမသိဘူးသူတို့
ဘာမှမသိထည့်တာဒါဘာမှမဟုတ်ဘာမှမဟုတ်ဒါလည်းဘာမှမဟုတ်ဒါကြီးလည်းကိုထည့်တာရှောက်ဒါပဲဟောဒီမှာစီဖုံးဖွင့်ကျင်တယ်ဆိုရင်စီဖုံးမဟုတ်ပါဘူးစီဖုံးတော့မရှိဘူးဒီမှာအရှိကအဖုံးဖွင့်ကျင်ဒါလေးကိုလုံးလိုက်အရှိကပွင့်သွား ပြီးတော့ဟိုပိတ်လိုက် ဒီမှာဒါကြတော့အရှိကိုဖွင့်ကျင်သူကဒီမှာဒီခလုတ်လေးရှိတယ်အဲ့ခလုတ်လေးရှိတယ်အဲ့ဒါဒီလိုအဲ့လိုပိတ်သွားရဲဆိုရင်ဒီအဲ့ဟိုတွေကခလုတ်ကိုဥစ္စာကိုဆွဲလိုက်ဆွဲပြီးတော့အဲ့လက်ချားအဲ့ဒီမှာဂျားလေးဟသွားလိမ့်မယ်ဒီကဂျားလေးဟသွားရင် လုံးပြလိုက် လက်လေးလို့ဖွင့်လိုက် တော့ဒါဟိုလေးဒီဘေးကနေရိုက်ထားလိုက်ဖားသွားတယ်ဟာ အဲ့လိုဟသွားရင်ဒီမှာဂျားလေးတွေကိုလက်ထိုးလိုက်ဟမ်းဖြစ်ပြီးထိုးလိုက်ပြီးတော့အဲ့ဒီဟိုဟာလေးကိုရှာနေရောက်ပါအဲ့ရောက်အားဒီမှာအဲချာလီတွေလက်ထိုးပြီးအဲရုပ်စာလေးကိုအပေါ်မလိုက်ရတယ်ခရိုလေးဒီလိုမပြီးဖွင့်လိုက်ဟိုကကျတော့စီထည့်တာအဲ့ဘုံက ထောက်တာရှိတယ် တောက်ကဟိုမှာထောက်ရဘာလို့ရပြီလေ ထောက်ကြ ရလို့လေထောက်တာရပါလေဒါထောက်တယ်ဒီလို အဲဟိုဟာလေးပြတယ်ဟိုမှာကောက်လေးပြတယ် လုံးဒီမှာဒီကိုထည့်လိုက်ရပြီအဲ့လိုလိုရ ဟိုကောက်ပြတယ်ဟုတ်ပြော ဘယ်ကောက်လဲ ဒီကောက် ဒီကောက်လား အဲကောက်ကဒီလိုထုတ်ရတယ် ပြန်ပြီးတင်မယ်ဆိုရင်ဒီဟာကိုလုံးဒီစက်လိုထည့်ဟာ ရိုက်တာပိတ်မယ်နော် ခဏလေးရလွတ်မလေးကြောက်စရာရပြီအဲ့လောက်ဆိုပြီးပြီ